ကျွန်တော်နာမည်ကလင်းမော့ပါအခုဆိုရင်ကျွန်တော်ဟာတမျိုးလုံးရဲ့ဂုံတိတ်ခါကိုထမ်းပိုးပြီးကြောက်မက်ဖွယ်ကောင်းတဲ့လှုပ်ဝက်နေမြေစမ်းတက်ပွဲတွေကိုစတင်ချေချနေပြီဖြစ်ပါတယ်ဘေးနားမှာတော့မင်းလိုက်မလာနဲ့ဦးကြောက်လုံးလို့ဘောင်းပီထဲစီးထွက်နေအောင်မယ်လို့လောင်ပြောင်နေတဲ့လူရန်ရှိနေတာပေါ့သူကကျွန်တော်ကိုခြေဆေးတဲ့အစီခံဖြစ်အနိုင်ယူခြင်းနေတာပါဒါပေမဲ့စစ်မြေပြင်ဆိုတာစိတ်ညံလက်ညံရှိတဲ့သူတွေအမှားယွင်းအများဆုံးနေရာဆိုတာ तू မသိသေးပါဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲရိုးရိုးသားသားပြောရရင်ဒီစမ်းတက်ပွဲကကျွန်တော်အတွက်တော့ကလေးကစားစရာတစ်ခုလိုပါပဲစမ်းတက်ပွဲစတင်ပြီးမကြခင်မှာပဲလူရန်နဲ့သူ့အဖွဲ့ကတားရဲတွေကိုအပြင်းထန်လိုက်လံတက်ဖြတ်နေကြပါတယ်ခဏအကြာမှာတော့စစ်မြေပြင်ရဲ့ရမတ်စရင်စရာတွေထွက်လာပါတယ်လူရန်ကဂုံယူဝန်းကြွားစွာနဲ့ကျွန်တော်ရမတ်ကိုကြည့်လိုက်တဲ့အခါကျွန်တော်မှာစစ်မှုထမ်းရမတ်6မှတ်ပဲရှိပါသေးတယ်သူကကျွန်တော်ကိုချောချောလာလာနဲ့ပုံနေုံပဲတိတဲ့ကောင်လို့ထင်မှတ်ပြီးအစင်းနှိတ်ကျေတပွင့်တားရဲနေငယ်ပဲတက်နိုင်ခဲ့တယ်လို့ကောက်ချက်ချလိုက်တာပေါ့ဒါပေမဲ့ဒါဟာကျွန်တော်အားမွေးနေတာဆိုတာသူတို့မသိကြပါဘူးကျွန်တော်ကတော့အချိန်ဖြုံးနေတာမဟုတ်ပဲအစုလိုက်ပြုံလိုက်ခုတ်သိမ်းလို့ရမယ့်တားရဲအုံတွေကိုလိုက်ရှာနေတာပါအချိန်နဲ့ငယ်အတွင်းမှာပဲမယုံနိုင်စရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်စောင့်ကြည့်ရေးဌာနကအရာရှိတွေဟာကျွန်တော်ရဲ့ရမတ်ကိုကြည့်ပြီးဗစက်အဟောင်းသားဖြစ်သွားကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ရမတ်ဟာဒနန်းတစ်လုံးထဲကနေ9000ကျော်အထိစက္ကန့်ပိုင်းတွင်ခုန်တက်သွားလို့ပါပဲဒါဟာစနစ်ချိုရင်းချက်လို့သူတို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်ဟာ38 ဧရိယာမှာရှိတဲ့တွေးတောင်ပန်လင်းတို့အုံတစ်ခုလုံးကိုတယောက်တည်းနဲ့အပြတ်သက်ရှင်းလင်းလိုက်တာပါအဲ့ဒီနေရာကတားရဲပေါင်းထောင်ချီရှိပြီးအဆင့်6ရှိတဲ့လင်းတို့ပြရင်တောင်ရှိတာပါကျွန်တော်ရဲ့ဖျားသခင်မီးရန်နဲ့အဲ့ဒီနေရာတစ်ခုလုံးကိုပြဖြစ်အောင်လောင်ကျွမ်းစေခဲ့တာမို့စောင့်ကြည့်ရေးကိရိယာတွေတောင်ပျက်စီးသွားခဲ့ရပါတယ်စစ်ဌာနချုပ်ကတော့ကျွန်တော်ကို slab အဆင့်မြင့်စောင့်ကြည့်ရမယ့်ပြစ်မှတ်အဖြစ်ချက်ချင်းသတ်မှတ်ပြီးကောင်းကင်မျက်လုံးဂျိုတူးနဲ့ပါစတင်စောင့်ကြည့်ပါတော့တယ်ကျွန်တော်ကတော့ရက်တက်မနေပဲနောက်ထပ်သားရဲအုံတွေကိုဆက်ရှာနေပါတယ်ကျွန်တော်သွားနေတဲ့လမ်းကြောင်းကတာမန်သားရဲတွေကိုရှောင်ကွင်းပြီးသားရဲအုံတွေကိုပဲဥတီနေတာမှုစစ်တပ်ကလူတွေတောင်ဒါဟာစမ်းတက်ပွဲလားဒါမှမဟုတ်သားရဲတွေကိုအမြင့်ပြတ်ချေမုံရေးစစ်စင်ရေးလားဆိုတာဝေခွဲမရ